ဈေးနှုန်းကစဖွင့်တာ2100 plus income tax ပေါ့နော်ဝယ်တင်လားဆိုရင်ကျွန်တော်ဆိုရင်ဝယ်တယ်ကျွန်တော်အခုဝယ်မှာကျွန်တော်ဒီအတော့တော့ကျွန်တော်မမှီတော့ဘူးနောက်တော့ထွက်ရင်ကျွန်တော်ဝယ်မှာအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်ကားအကြောင်းလေးကဘာကားအကြောင်းလေးဖြစ်မဲ့ထင်လဲဒီ Cherry Central Marti ပေါ့နော်ကျွန်တော်ရဲ့ showroom ကိုရောက်နေတာဖြစ်ပါတယ်အဲ့တော့ဆိုရင်တော့မိတ်ဆွေတို့ကျွန်တော်ဘယ်ကားအကြောင်းကိုပြောပြမယ်လို့ထင်လဲဆိုတာသိလောက်မှထင်ပါတယ်မိတ်ဆွေတို့မှန်းထားတဲ့ကားဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်ပြောပြမယ့်ကားအကြောင်းလေးကတော့ Cherry ကနေနောက်ဆုံးထွက်ရှိထားတဲ့ Cherry Tiggo 8ဆိုတဲ့ကားအကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်တော့ဒီကားရဲ့ကားအကြောင်းကိုကျွန်တော်အသေးစိတ်လေးကိုအကုန်အစာဆုံးပြောပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုပေးပါလို့ပြည့်တဲ့ရခံချင်ပါတယ် Cherry လို့ပြောလိုက်တာနဲ့လူတွေတော်တော်များများကစိတ်ထဲမှာနည်းနည်းစနိုးစနောက်လေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လေကျွန်တော်ပြောပြမယ်ဒီကောင်မှာအခုမြန်မာပြည်မှာလက်ရှိအရန်ပေါက်နေပါတယ်ဆိုတော့ Jetdoor brand Jetdoor brand ရဲ့မိခင်ကုမ္ပဏီက Cherry ဖြစ်ပါတယ် Cherry ကဆိုရင်တရုတ်ပြည်ရဲ့ top 10 စာရင်းဝင်ဒီကုမ္ပဏီကြီးတစ်ခုဖြစ်တယ်ပေါ့နော်ကားထုတ်လုပ်မှုအပိုင်းမှာဒါကလုံးဝဒီ international မှာဆိုရင်လည်းဒါပေါက်ပြီးသား brand ပဲဗျာ Cherry ဆိုတဲ့ brand ဒါကတော့ဒီ Cherry brand နဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့ရုပ်ကနေစပြီးတော့ကြည့်လိုက်အောင်ဒီကောင်ရဲ့ရှေ့ရုပ်ကိုကြည့်ရင်ဘာကိုသိတာလဲဆိုတော့ဒီကောင်က European ကားတစ်စီးနဲ့ခက်ဆင်ဆင်တူတယ်ပေါ့နော်ဒီကောင်ရဲ့ဒီစသဖြင့်ဒီကားအကြောင်းမပြောခင်ဒီကောင်ကကျွန်တော်တို့ဒီဥရောပဈေးကွက်မှာဆိုရင်လည်းတော်တော်လေးကို trend ဖြစ်တဲ့ကားတစ်စီးပေါ့နော်မှာ UK တို့ဘာလို့မှာဆိုရင်လည်းတော်တော်လေးသုံးတယ်ဗျာဒီ Cherry Tiggo 8ကိုပေါ့နော်ဆိုတော့ဒီကောင်က European ကားတစ်စီးဒီဇိုင်းဖြစ်နေတာတော့မဆန်းဘူးပထမဆုံးကတော့ဒီ shit gray ပေါ့ gray ကတော့ဒါ glazzy Diamond Glassy Grey design မျိုးကိုသုံးပေးထားတယ်ပေါ့နော်အလဲမှာဒီအကွက်ပေါ့နော်အဲ့ဒါကိုမှအလဲမှာ Cherry logo လေးပါတယ်အဲ့မှာလေကျွန်တော်တရုတ်ကများသောအားဖြင့်မှာဒီကျွန်တော်တို့ရှေ့ရ radar sensor ပေါ့နော်အဲ့ကောင်ကြီးများသောအားဖြင့်ဒီနားမှာဗျာတော့ကျွန်တော်တို့ဒီပါတာများတယ်ဗျာကျွန်တော်တို့ဒီ Europe တို့ဒီဂျပန်ကားတို့မှာကျတော့ကျွန်တော်တို့ logo မှာ radar ပါတာလေဒီကားကလုံးဝဒီ logo မှာ Cherry logo မှာ radar ပါတာအဲ့တော့ဒီကောင်ကတော်တော်လေးအခြားတရုတ်ကားတွေနဲ့နည်းနည်းဟိုစမ်းတယ်ပေါ့နော်ကွဲထွက်နေတယ်ပေါ့နော်အဲ့ဒီ design language မျိုးပေါ့နော်သူရဲ့ data light ကိုကြည့်မယ်ဆိုရင်လည်းဒီ circle light ဒီရပေါ့နော် design ကွေးတံအဲ့ဒီ design language မျိုးကိုသုံးထားတယ်ဒါအလွယ်ဆုံးပြောရင်ပြသွားဒီ split type matrix LED design မျိုးပေါ့နော်ဒါတော့အလွယ်ခေါ်တာပေါ့နော်အဲ့လိုကွင်းညွန့်တဲ့ပုံစံလေး design လေးဖော်ပေးထားတယ်ပေါ့နော်အောက်မှာတော့ဒီdownlight ပုံစံ LED headlamp မီးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့မှာမှ तू ကဒီ front parking sensor အရှိမ၄လုံးပါတယ်ပြပေါ့နော်ဆိုတော့ဒီပြီးရင်တော့ဒီအောက်မှာတော့ chrome နဲ့ plastic နဲ့သုံးပေးထားတဲ့ဟာကိုရတယ် ground clearance ကလည်းတော်တော်လေးကိုမြင့်တယ်ပေါ့နော်တော်တော်လေးမြင့်တယ်ဆိုတော့အရှိရုပ်ထွက်ကတော့ကျွန်တော်ပြောရရင်ပွင့်လင်းပြောရရင်အခြားသောတရုတ်ကားတွေနဲ့နည်းနည်းလေးကွဲထွက်နေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်နည်းနည်း European ကားတစ်စီးနည်းနည်းဆန်တယ်ပေါ့နော်ကျွန်တော်အတွက်ကတော့အရှိရုပ်ထက်ကိုတော့ကျွန်တော်သဘောကျတယ်ပေါ့နော်အလွိုင်းဝီးမှာဆိုရင်သူက16လက်မှာ inch ရှိရဲ့အလွိုင်းဝီးကိုအသုံးပြုပေးထားပါတယ်ပြီးရင်တော့ကျွန်တော်တို့အပေါ်မှာဆိုရင်တော့ဒါထုံးစံတိုင်းပဲဘက်မှန် signal မီးချောက်တွေ940 camera တွေအကုန်ပါတယ်ဗျာပြီးရင်ဒီကောင်ကဒိုးဟန်တွေရလဲအပြောက်ပဲဒီဘက် kit style ပေါ့နော်ပြီးရင်အပေါ်မှာ rooftop ဘားမှာဆိုရင်လည်းဒီကျွန်တော်တို့ chrome သားမျိုးသုံးပေးထားတယ်ဗျာအဲ့လိုမျိုးဘားတန်းလေးပါတယ်ပေါ့နော်ဒါပြောလို့ဆိုရင်အပေါ်မှာကတ်ချန်တွေပိုင်းတင်ရင်လည်းတင်လို့ရတယ်ဗျာသိလားတော့ဘာလို့ဆိုတော့ဒီကောင်က off road ကားတစ်စီးဆန်ဆန်လုပ်ပေးထားတဲ့ SUV တစ်စီးဆိုတော့လေတော့ဘေးဘက်ကိုအကုန်ခြုံငုံကြည့်ရင်တော့ဒီကောင်ကလုံးဝ mid size SUV တစ်စီးရဲ့ design language ကိုရတယ်အနောက်ဘက် design ကိုကြည့်ရင်တုံးကကျွန်တော်တို့နောက်ပိုင်းလာတဲ့ကားတွေ design ပဲ LED tail light ကလုံးဝကို full ပဲပြောနော်အပြည့်နဲ့လာတယ်ပြီးတော့မှဒီကောင်ကဒီအတုံးပုံစံမျိုးလေးနဲ့လုပ်ပေးထားတယ်ပေါ့နော်တော်တော်လေးညဘက်ဆိုရင်တော်တော်လေးလှတယ်ပေါ့နော်ပြီးရင်အလဲမှာ cherry ဆိုတဲ့တစ်စိပ်ပါတယ်အပေါ်မှာကတော့ brake knee ပေါ့နော်ဒီဘက်မှာက Tiggo 8ဆိုတဲ့စလုံးလေးဒီဘက်မှာတော့ all wheel drive ဆိုတော့ဒီကောင်ရဲ့ထူးခြားတဲ့အချက်ကဒီဈေးတန်းမှာ all wheel drive ကားတစ်စီးကိုရမှာဗျာညာတော့အဖြစ်က all wheel drive မပါဘူးဗျာဈေးကွက်ထဲမှာ all wheel China ဒီကားကြီးတော်တော်များများထဲမှာ all wheel drive ပါတဲ့ကားဆိုတာလက်ချိုးရည်လို့ရတယ်ကျွန်တော်တို့မရှိဘူးပေါ့နော်ပြီးရင်တော့အောက်မှာ parking sensor က၄လုံးပါတယ်ဆိုတော့ဒီကောင်က round parking sensor ဖြစ်တယ်တော့ exhaust ကလည်းကျွန်တော်တို့ dual exhaust ကတကယ်အမှန်နှလုံးပါတယ်ပေါ့နော်အဲ့ဒါလေးတော့တော်တော်လေးမိုက်တယ်ခင်ဗျာပြီးရင်တော့ကျွန်တော်နောက် power tailgate လေးဖွင့်လိုက်မယ်ဒီကောင်က power tailgate ဖြစ်တယ်power tailgate ဖြစ်တယ်ပြီးရင်ဒီကောင်က9ယောက်စီးဖြစ်တယ်ပေါ့နော်9ယောက်စီးဖြစ်တဲ့အပြင်
ကျွန်တော်တို့ဒီ aircon က round ဖြစ်တယ်ပေါ့နော်ဒီဘေးတွေမှာအစဒီ round ဖြစ်တယ်သူကတော့ ceiling ဒီခေါင်မိုးမှာမပါဘဲနဲ့ဘေးဘက်မှာသွားပါတယ်သူကနည်းနည်းထူးခြားတယ်တခြားကားတွေနဲ့နော်ပြီးရင်ဒီကောင်ကတက်ရိုကိုခောက်ထားရင် luggage အချီ3-4လုံးလောက်ကတော့ကောင်းကောင်းဆန့်တယ်ပြီးရင်ဒီလိုထောင်လိုက်တဲ့အချိန်ကျရင်လဲပေါ့နော်အောက်ခံကတော့ကျွန်တော်ထင်ကတော့ဟိုနောက်ခုံတန်းက90 plus လောက်တော့မကျဲဘူးဗျာဒါပေမဲ့ဘယ်လိုပြောမလဲတာမန်လူလက်ပိုင်းဒီ14-15ဝန်းကျင်လောက်ကတော့ထိုင်လို့အဆင်ပြေတယ်ခဏကိုအရန်ကြီးရလို့ဒါအဆင်မပြေပြီးတော့ရင်ကျွန်တော်ထိုင်ပြပေးမယ်တက်ရိုးကျွန်တော်ထိုင်ရတာ comfortable ပဲဖြစ်လားမဖြစ်လားဆိုတော့လေဆိုတော့ကျွန်တော်ဒီပြီးရင်ဒီကောင်ရဲ့ထူးခြားချက်ကဒီကောင်အောက်မှာနော် woofer ပါတယ်ဒီအောက်ကိုဆွဲလှန်လိုက်လေဒီကောင်မှာ woofer ပါတယ်တော့ speaker အတန်ထွက်ကတော့ကျွန်တော်ပြီးတော့မှတစ်ချက်ပြောပြပေးမယ်နော်ဒါဆိုကျွန်တော်တကားလေးပိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အတွင်းကလေးကြည့်လိုက်ရအောင် okay ထိုင်ကုန်က welcome function ပါတယ်ကျွန်တော်တို့ဒီတကားဖွင့်လိုက်တာနဲ့ထိုင်ကုန်ကနောက်ဆုတ်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တကားပိတ်လိုက်ရင်ဒီကောင်ကကျွန်တော်တို့အရင်ဒီဗျာဟို Lexus store ဘာလို့မှပါတယ်လို့မျိုးတကားပိတ်လိုက်တာနဲ့ six ကကျွန်တော်တို့ memory မှတ်ထားရတဲ့နေရာအတိုင်းကိုပြန်ပြီးတော့ရောက်သွားမှာပေါ့နော်ဒီကောင်ရဲ့အတွင်းကန်းကိုစပြီးတော့ဝင်ထိုင်ကြည့်လိုက်တာနဲ့ကျွန်တော် overall အနေနဲ့ဆိုရင်ဒီကောင်ကလုံးဝရိုးရိုးရှင်းရှင်းပဲကျွန်တော်တို့ဘယ်လိုပြောမလဲ physical pattern လုံးဝမပါသလောက်ပဲဗျာနောက်ဆုံးဒီထွက်ထားတဲ့ကားတွေပုံစံဒီဇိုင်းမျိုးပဲအလဲမှာဆိုရင်တော့15.4လက်မှရှိတဲ့ဒီ infotainment screen ကိုတွေ့ရမှာဖြစ်ပါတယ်ဒီ CRM ရဲ့အရှိမကတော့ digital cluster လေးတစ်ခုပါမယ်ပေါ့နော်အဲ့လိုမျိုးရိုးရှင်းရှင်းပဲဗျာဒီမှာ aircon ဖွင့်တာဘာတွေကအစကျွန်တော်တို့ဒီ infotainment screen ထဲမှာပဲဖွင့်ရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဒီ dashboard ပေါ့နော် dashboard နဲ့ဒီကျွန်တော်တို့တကားထိုးပင်နဲ့သုံးထားတဲ့အသားကလေနည်းနည်းထူးခြားတယ်အခြားကားတွေထက်ဘယ်လိုပြောရမလဲဒီကောင်ကရှမ်ဝိုင်းလည်းမဟုတ်ဘူးလေဒါလည်းမဟုတ်ဘူးအဲ့လိုအသားမျိုးကျွန်တော်လည်းမခေါ်တတ်ဘူးအဲ့ဒါဘာအသားခေါ်ရမလဲမသိဘူးပေါ့နော်ကျွန်တော် personally ကျွန်တော်ကြိုက်လာလို့မင်းတော့ကျွန်တော်အနေနဲ့တအားကြီးကြိုက်တဲ့ထဲမှာတော့မပါဘူးဗျဒါတွေဆိုရင်နည်းနည်းလက်တွေပါလေးကင်လာများရင်အဲ့လိုဟိုအကွက်တွေအဲ့လိုနည်းနည်းလက်ပွေရအဲ့လိုမျိုးထင်တယ်ပေါ့နော်ဟိုလုံးဝ plastic သုံးထားတာတော့မဟုတ်ဘူးနော်ကျွန်တော်ဆိုလိုတာဒီကောင်ရှမ်ဝိုင်းနဲ့လေတာရောထားတဲ့ feeling မျိုးကိုရတာကျွန်တော် personally မကြိုက်တာကြိုက်တဲ့လူလည်းကြိုက်နိုင်တယ်ဟိုတည်တည်တက်တက်တော့ရှိတယ်ဟိုပြောချင်တာကဒီလိုချုပ်ရိုးချုပ်သားတွေကလုံးဝတည်တည်တက်တက်တော့ရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လို vibe မျိုးရတယ်ဟိုမကြိုက်တာတော့မဟုတ်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့နည်းနည်း personally ကြတော့တိတ်ဒီသဘောမကျတာကိုပြောပြတာပါကြီးများတာပေါ့နော်ဒါကတော့ပြီးသွားရင်တော့ဒီမှာအောက်မှာဆို ambient light တွေပါပြဒီကောင် ambient light ပါတယ် ambient light မှာဒီကောင်က color အများကြီးချိန်လို့ရတယ်စိတ်ကြိုက် customer အကုန်လုံးလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင်လည်းကျွန်တော်တို့ wireless charger ဆိုရင်ကျွန်တော်50 watt အထိအလုပ်လုပ်တယ်ဒီဘက်မှာဖုန်းနှလုံးထားလို့ရတဲ့ area နှစ်ခုပါတယ်ပေါ့နော်လုံးဝဒီ comfortable ဖြစ်တယ်လုံးဝဖုန်းလေးဒီမှာထားလိုက်ရင်ပဲဗျာဒီလားပြီးရင်ဒီမှာကတ်ဟိုဒါနှစ်ပေါက်ပါတယ်ပေါ့နော်ကတ်ဟိုဒါနှစ်ပေါက်ပါတယ်ဒီမှာဆိုရင်တော့ဒါ driving mode ပြောင်းတဲ့ဟာတွေပါတယ်ပြီးရင်ဒီအတန်အတိုးအချက်ကိုလည်းဒီ physical pattern အနေနဲ့အလုပ်လုပ်လို့ရတယ်ပေါ့နော်ဒီနောက်မှာဆိုရင်ကျွန်တော်တို့ဒီ heater ပေးတဲ့ခလုတ်တွေ aircon နဲ့ AC ပေးတဲ့ခလုတ်တွေကိုလည်းဒီမှာထည့်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ temperature အတိုးအလျှော့တွေကဒီမှာ AC ဒါလုပ်လို့ရတာ auto လို့ပါလို့ဒါလုပ်လို့ရတာ temperature အလျှော့တွေကကြတော့ကျွန်တော်တို့ဒီ infotainment screen ထဲမှာပဲလုပ်အောင်မှာဖြစ်ပါတယ်ဒီကောင်ကပြီးသွားရင်ဒီ Amrap ဘောက်ကလည်းဇောက်ကတော်တော်လေးနှက်တယ်ပေါ့နော်ဇောက်တော်တော်လေးနှက်ဒီလောက်ထိနှက်တယ်တချင်းတော့ချင်းတယ်ဒါပေမဲ့ဇောက်နှက်တယ်ဆိုတော့ဟိုပစ္စည်းကတော့တော်တော်လေးတော်အသင်းလောက်တော့ထည့်လို့ရတယ်ကျွန်တော်ဆိုလာကဒီအလျားအနံချင်းတယ်ဒါပေမဲ့ဇောက်နှက်တဲ့အတွက်ပစ္စည်းထည့်လို့နည်းနည်းပူကာတယ်ပေါ့နော်အဲ့ feeling မျိုးပြောတာပြီးတော့ဒီ Amrap ဘောက်ရဲ့ leather quality အသားလေးကမဆိုးဘူးဗျတော်တော်လေး is ဖြစ်တယ်အဲ့ဒါလေးသဘောကျတယ်နော်ပြီးသွားရင်ဒီအလဲမှာလုပ်ပေးထားတဲ့ဟာကကျွန်တော်တို့ဘယ်လိုပြောမလဲ fiber အသားပေါ့နော် quality အသားဆိုရင်လည်းမမချို့ချို့ရှိရဲကောင်းတယ်ပေါ့နော်အဲ့ဒီကောင်းတဲ့ဘက်ကိုဥတည်တယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင်လည်း glove box ပါတယ် glove box ကလည်းမဆိုးဘူး space လေးကျယ်တယ်ပစ္စည်းတော်တော်များများထည့်လို့ရတယ်မဆိုးဘူးပေါ့နော်ဆိုတော့ပြီးရင်ဒီကောင်မှာထူးခြားချက်ပြောပြမယ်ဒီကောင်ရဲ့ seat ကြီးကလေဘယ်လိုပြောမလဲလေသာနဲ့ရှမ်ဝိုင်းနဲ့ရောထားတဲ့အသားမျိုးအဲ့ခုနကကျွန်တော်ပြောတယ်နော်ကျွန်တော်ဒီ dashboard နဲ့ဒီဓာတ်ထိုးပန်တွေကသုံးထားတဲ့လေသာသားမျိုးဒါပေမဲ့ထိုင်ကုန်မှာကကျတော့ကျွန်တော်အဲ့ကောင်သဘောကျတယ်ဗျလေသာထက်အများကြီးသဘောကျတယ်သူ့ရဲ့ထိုင်ကုန်မှာကအပေါက်အပေါက်လေးပါတယ်မှန်တယ်ဒီကားမှာထိုင်ကုန်အပူအေးပါတယ်နှလုံးပါတယ်ပေါ့နော်ထိုင်ကုန်အပူအေးပါတယ်ပြီးရင်ဒီကောင်ကကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီကောင်ရဲ့ထိုင်ကုန်ကအရန် smart ဖြစ်တယ်ဒီ comfortable အရန်ဖြစ်တယ်
ဒီကောင်းရဲ့ထိုင်ကုန်ကအရန်ဘယ်လိုပြောမလဲတတာအရန်ဖြစ်တယ်ထိုင်ကုန်တွေကလေပြောမယ်ဆိုရင်ခန္ဓာကိုယ်ကြီးရဲ့လူပဲဖြစ်ဖြစ်ခန္ဓာကိုယ်သေးရဲ့လူပဲဖြစ်ဖြစ်ထိုင်ရတာအဆင်ပြေတယ်ခြားတော့ကျွန်တော်ချက်တော်တွေဗျာ90 plus တို့ဘာလို့လဲကျွန်တော်စမ်းဘူးတယ်ဗျာဒါပေမဲ့ဒီကောင်းထိုင်ကုန်ကိုကျွန်တော်ပိုကြိုက်တယ်ဘယ်လိုပြောရမလဲတော့မိုက်တယ်ဗျာထိုင်ရတာ comfortable တော်ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့နော် okay ပြီးတော့ကျွန်တော် speaker ပေါ့နော်speaker ဆိုရင်လည်းဒီကောင်က Sony speaker ကိုသုံးပေးထားတယ်အားလုံး speaker အနေနဲ့12လုံးပါတယ် woofer လည်းပါတယ်အသံထွက်ကတော့ကျွန်တော်နားထောင်ကြည့်တဲ့လောက်ကတော့ woofer တန်လေးတော့ထွက်တယ် bass တန်လည်းကောင်းတဲ့လောက်ကောင်းတယ်ပြောမယ်ဆိုရင်တော့ဘယ်လိုပြောမလဲချုံထွက်ပြီးတော့ကောင်းနေတဲ့ထဲတော့မပါဘူးဒါပေမဲ့မဆိုးဘူးဆိုတဲ့ level ထက်လည်းမြင့်တယ်ဗျာသိလားကျွန်တော်ဆိုရဗျာအကောင်းဆုံးမဟုတ်တော့အလက်လည်းမဟုတ်ဘူးအဲ့ဂျားထဲမှာရှိရကောင်းတယ်ဆိုတဲ့အဆင့်ပေါ့အရန်ကောင်းတဲ့အဆင့်မဟုတ်ဘူးဆိုရင်တော့ကောင်းတယ်ဆိုတဲ့အဆင့်မှာရှိရပေါ့နော်တော့ Sony speaker 12လုံးနဲ့ woofer နဲ့ဆိုတော့လေပြီးသွားရင်ဒီကောင်မှာ airbag က8လုံးတီးတီးပါတယ်တော့တော်တော်လေးsafety ဘိုင်းနဲ့ပတ်သက်လို့တော်တော်လေးကိုယူဆိုင်ထားပုံရတယ်ပေါ့နော်ပြီးတော့ဒီတကားဒိုးဘက်နဲ့ဖွင့်တဲ့ခလုတ်တွေဆိုလဲတော်တော်လေးကိုကောင်းတယ်ပြီးရင်ဒီပါဝင်းတို့နှိပ်ရတဲ့ခလုတ်တွေကနည်းနည်းလေးတော့ပျော့တယ်ဆိုတဲ့ feeling မျိုးတော့ရတယ်ဒါပေမဲ့လုပ်ပေးထားတဲ့ဒီခလုတ်ရဲ့အသားအနာကတော့ဒီမဆိုးဘူးဗျာသိလားဘယ်လိုပြောရမလဲ plastic မဟုတ်ဘူးဗျာကျွန်တော်အဲ့အသားလေးတွေကတော်တော်လေးသဘောကျတယ်ပေါ့နော်ပြီးရင် steering ခလုတ်တွေကလည်းဒီနှိပ်ရတာဘယ်လိုပြောမလဲ capacitive touch ပုံစံမျိုးအဲ့ဒီ feeling မျိုးရတယ်တော်တော်လေးနှိမ့်လို့ကောင်းတယ်ခလုတ်တွေကလေအဲ့လိုနှိမ့်ရတာမိုက်တယ်ဗျအရမ်းမိုက်တယ် luxury car စီးရဲ့ feeling မျိုးရတယ်ဒီ steering ခလုတ်တွေနှိမ့်ရတဲ့ feeling อ่ะပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ infotainment screen အကြောင်းလေးဆက်ပြောရအောင်ကျွန်တော်တို့ဒီ infotainment screen အကြောင်းလေးမပြောခင်ကျွန်တော်ကြံခဲ့တာတခုရှိတယ်ဒီကောင်က driver seat က memory ပါတယ်ပေါ့နော်သူ့ရဲ့ memory အလုပ်လုပ်ပုံကလည်းနည်းနည်းတော့ထူခြားတယ်သူကကျွန်တော်တို့တကားကိုဖွင့်လိုက်မယ်ပေါ့နော်အကိုကဗျာတကားကိုဖွင့်လိုက်ရင်ဒီမှာအဲ့လိုပေါ်လာတယ်ပေါ့နော်သူအဲ့လိုအဲ့ချိန်မှာကို save မလို့အဲ့မှာရွေးလိုက်အောင်ပဲပေါ့နော်ဒါက seat memory ပါတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ဖို့မေ့သွားတာပါဆိုတော့ဒီကောင်က driver seat memory ပါတယ် okay စပြီ infotainment screen မှာဆိုရင်ကျွန်တော်တို့ aircon က dual zone ဖြစ်တယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဒီမှာဆိုရင် air purification system လည်းပါတယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင်ထိုင်ကုန်အပူအေးကအစအကုန်ပါတယ်ပေါ့နော်ထိုင်ကုန်အပူအေးဒီမှာနှလုံးပါတယ်ပေါ့နော်ဒါထိုင်ကုန်အပူအေးနဲ့ပတ်သက်လို့ပေါ့နော် okay ဒါက aircon နဲ့ပတ်သက်လို့ပြီးရင်ဒီကောင်မှာမိုက်တာကဒီ Apple CarPlay Android Auto ပါတယ်နော် Navi ကလည်းကျွန်တော်တို့ဒီ built-in ပါတယ်ဒါကကျွန်တော်ဖုန်းနဲ့လည်းမချိတ်ထားဘူး Mac ကဒါ automatic အလုပ်လုပ်နေတာဆိုတော့ဒီကောင်ကဒီပြီးမြန်မာစာဖုန်းကလည်း support လုပ်တယ်ဗျာဆိုတော့ okay အဲ့ဒါလေးကမိုက်တယ်လုံးဝမိုက်တယ်ပေါ့နော်ပြီးရင် safety function တွေဆိုလည်းတော်တော်စုံလင်းပါတယ်ဆိုတော့ဒီကောင် HUD ပါပါတယ်လာလုံးဝဗျာဒီ price တွေတန်းမှာဆိုရင်ကျွန်တော်သိတဲ့လောက်က T90 နဲ့ဒီကောင်လောက်ပဲ HUD ပါတာပေါ့နော်ဆိုတော့ဒီကောင် HUD ကဘယ်လိုနေလဲဆိုရင်တော့ဘယ်လိုပြောမလဲဒီ HUD ရဲ့ quality ကတော့မဆိုးဘူးဗျသိလားဒါပေမဲ့ဒီဘယ်လိုပြောရမလဲဆိုတော့နေရာအောက်မှာလည်းကောင်းကောင်းအလုပ်လုပ်တယ်ဒါပေမဲ့EV သမားတွေစီးနေတဲ့ကားလိုမျိုးတွေမျိုးအဲ့လို blind spot တွေ lane keeping asset တွေကအစားဒီ HUD မှာပြမယ်လို့တော့မထင်နဲ့ဒီကောင်ကတော့ကီလိုထိတန့်ပဲပြတယ်အဲ့လို blind spot တို့ lane departure တို့အဲ့ဒါတွေတော့မပြဘူးလုံးဝဒီကိုယ့်ရဲ့မောင်းနေတဲ့လက်ရှိကီလိုမီတာပေါ့နော်ဒီအဲ့ဒါကိုပဲပြတယ်ပေါ့နော်ဆိုတော့ HUD ပါမစိုးဘူးဗျာဒီကောင်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ဘာပါအောင်မလဲဆိုရင်ဒီမှာ lock fire ticket တို့ auto folding ဖွင့်တာတွေဒါတွေကတော့တခြားကားတွေနဲ့ trade ထူးတအားကြီးထူးခြားပြီးပါသွားတာမရှိဘူး okay lamp ဒါကဒီ atmosphere lamp ပေါ့နော်ဒီကျွန်တော်တို့ ambient light ကိုပြောတာဒီမှာကြိုက်တဲ့ဟာထားလို့ရတဲ့ brightness ဘာညာချိန်တာ okay ဒီမှာစပြီဒီကောင်ကကျွန်တော်တို့က all wheel drive ဖြစ်တယ်ဒီကောင်ရဲ့အားသာချက်ကလုံးဝ eco normal sport snow mud off road ဆိုပြီးတော့ပါတယ်အဲ့ဒါကို 4 wheel ကို drive energy flow ပေါ့နော်ဒီကောင် all wheel drive ဖြစ်တဲ့ဆိုဒီကောင်ကပြောချင်တာ all wheel drive ရဲ့အလုပ်လုပ်ပုံကကျွန်တော်တို့ကလိုတဲ့အချိန်ကြာမှာအဲ့ဘင်းကယုံတာမလို့အဖက်နဲ့ 4 wheel မသုံးအောက်မှာဒီချိန်နေမှာဒီဟာကလိုပြီဆိုရင်လုံးဝအဲ့ကောင်သုံးတယ်အဲ့ချိန်ကြာမှာဒီဘင်းကအလုပ်လုပ်တာအဲ့ system မျိုး
ဒါကနောက်ပိုင်းကားတွေမှာပါတယ်ဗျတော်တော်များများလဲသိမှာပါဒါဒီပြီးရင်ဒီကောင်က driving mode ကို memory မှာမှတ်ထားလို့ရသေးတယ်ဒါ automatic သူ့ရဲ့ဒီဟိုဟာထဲမှာအလုပ်လုပ်တာပေါ့နော်အမှတ်ပေးထားတာပေါ့နော်အဲ့ဒီကားရဲ့အားသာချက်ကအဲ့ဒါပဲဗျဒီဈေးနှုန်းဒီသူ့ရဲ့ဈေးနှုန်း2100မှာ all wheel drive ပါတာတော်ကိုမိုက်တယ်ကျွန်တော်အဲ့ဒီချက်ကိုတော်တော်လေးကြိုက်တယ်ဘာဖြစ်လို့ all wheel drive မပါဘူးဗျကျွန်တော်ကားတွေကသိရမလားရိုးမတန်တာပဲ2 ပဲဗျဒီ price မှာ all wheel drive ဖြစ်တယ် driving mode က6မျိုးပါ off road mode ပါသေးတယ်ဒါ Mr. SUV ပဲနော်ဒီအဲ့လိုကားမျိုးမှာဒီလိုပါတာကိုကျွန်တော်အနေနဲ့တော်တော်သဘောကျတယ်ဘာလို့ဆိုတော့နေသမားတွေအတွက်အရန်အဆင်ပြေတယ်ဗျာဒီ all wheel drive ကားပေါ့နော်ပြီးတော့ SUV လေးကလည်းပါလိုက်သေးတယ်ပေါ့နော်ဒါတခြားကားတွေနဲ့မပါတဲ့အပြင်ဒီ Mac ကလည်းဘေးရင်ပါတယ်ပေါ့နော် okay driver assistant အဲ့မှာဆိုရင်လည်းကျွန်တော် function အများကြီးပဲ forward collision နေ intelligentဒီ advanced assistant တွေ emergency brake တွေတော့ဒီကောင် radar ပါတယ်ပေါ့နော် adaptive cruise control တွေနောက် overspeed run တွေ emergency lane keeping assist blind spot run တွေအကုန်ပါတယ်ဒါ safety နဲ့ပတ်သက်တဲ့ function မှန်သမျှအကုန်ပါတယ် okay HUD ဒီမှာ HUD ကိုလည်းဒီမှာ adjust လုပ်လို့ရတာ snow တကယ်လို့နှင်းတော်ထဲမှာမဟုတ်ဒါကျွန်တော်မြန်မာပြည်မှာနှင်းသိမ့်မကြပါဘူးဒါပြောပြပါတော့နှင်းတော်ထဲမှာဆိုရင်သူပြတဲ့ကာလာတစ်မျိုးအဲ့ဒီကအစပါတယ်ဘောနော်ဒါ HUD ကိုပတ်သက်လို့ adjustment လုပ်တာပေါ့နော် height တို့ပါတော့အဲ့ဒါလုပ်တာ okay vehicle setting နဲ့စင်တဲ့မှာဆိုရင်ကျွန်တော်တို့ wiper sensitivity ကို height ထားမလား normal ထားမလားဒါဒီကောင်ဒီ range sensor လည်းပါတယ်ပေါ့နော်ဟော okay steering remote ကလည်းဒီမှာပုံမှန်တိုင်းပဲ sport ထားမလား comfort ထားမလား okay အဲ့ထားလို့ရတယ်ပေါ့နော်ဒါ display ပေါ့ display မှာလည်းလာဒါတော့ထူးသိအများကြီးတော့ပြောစရာတော့မရှိပါဘူး connectivity မှာဆိုရင်ဒါ wireless charger ပါညာပါတယ်ဗျာ sound နဲ့ပတ်သက်တဲ့ဟာတွေကဒီမှာဒါတွေအကုန်ပါတယ် okay voice ဒီကောင် voice command လည်းပါတယ် voice command လည်းပါတယ်ပေါ့နော်သိပြောနေစရာမလိုဘူးဗျာထွေထူး function တွေကအများကြီးတခြားသောကားတွေဒီဈေးဝန်းကျင်မှာရှင်ထွေထူးကြီးပါသွားမှာမရှိဘူးဒါပေမဲ့အရေးအကြီးဆုံးအချက်ကိုပါတာကိုသဘောကျတာအဲ့ all wheel drive ပါတာကိုကျွန်တော်အရင်သဘောကျတာဟိုဘယ်လိုပြောမလဲ HUD ပါတာကိုတော့ကျွန်တော်သိသဘောမထားသေးဘူးเนาะ all wheel drive ဖြစ်တာကိုတော့ကျွန်တော်တော်တော်သဘောကျတယ်ပြီးရင် driver mode က6မျိုးပါတယ်ဆိုတော့အရမ်းလိုက်တယ်ဗျာသိလားပုံမှန်ကား SUV တစ်စီးမှာဆို eco normal sport အဲ့မှာနဲ့အဲ့ဟာနဲ့အဲ့3ခုနဲ့တင်ပြီးသွားပြီဗျာဒီကောင်မှာကနော်ထဲမှာယုံမလားတို့ဘာတို့ကအစပါတာဆိုတော့ဒီကောင် all wheel drive ဖြစ်လို့အဲ့ function ပါတာလို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ function ကိုတကယ်လိုအပ်တယ်လို့ထင်တယ်ဘာလို့ကျွန်တော်တို့မြန်မာပြည်ကလမ်းတွေကသိရမလားဟိုတချို့ဒီတောင်ပေါ်ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်မြေပြတ်မှာဖွက်တော်ထဲမှာသုံးတာဖြစ်ဖြစ်ဘာပြောအနေနဲ့အများဆိုပေမဲ့ဒီကောင်လေးကလည်းအသုံးဝင်တယ်ဗျာဒါကိုဆိုလိုတာပေါ့နော် okay steering ပေါ့နော် steering ဘက်ကိုသွားရင် steering ကဆိုရင်လည်းကျွန်တော်တို့ဒီ shape steering ကိုပဲသုံးပေးထားတယ်ကျွန်တော်လေသာပဲ quality ကတော့မပျော်လုံးမမာလုံးနဲ့အသားပဲအသားတော့တော်တော်လေးကောင်းတယ်ဗျဘယ်လိုပြောမလဲတအားကြီးခဏလေးနဲ့ရွဲသွားမယ်အသားမျိုးမဟုတ်ဘူးပြီးအလဲမှာ cherry ဆိုတဲ့ logo ပါတယ်ပြီးရင်ဒီမှာ cloud တွေကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီကောင်တွေကလုံးဝ capacitive touch ပုံစံမျိုးအရန်နှိပ်လို့ကောင်းတယ်တအားနှိပ်လို့ကောင်းတယ်တော်တော်လေးမိုက်တယ်ပေါ့နော်အလဲမှာဆိုရင်တော့ digital cluster လေးကိုတွေ့ရမှာဖြစ်တယ်ဒီမှာကတော့ပုံမှန်တိုင်းပဲဒီ blind spot တွေဟာလာဟိုပြီးရင်ဒီစီစားနှုံးတွေဘာတွေကြည့်လို့ရမယ်ဗျာပြီးရင်ဒီကောင်က gear က hand gear ဖြစ်သွားတယ်အဲ့ချက်ဟန်ကြီးဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကြိုက်လားမကြိုက်လားဆိုတော့တချို့လူတွေကလည်းကြိုက်တယ်တချို့တွေကမကြိုက်ဘူးဒီကောင်ရဲ့ camera quality က940 camera လုံးဝကြည့်တော့ရှင်းပဲ 1080p လောက်ရှိတယ်ကင်မရာကတော်တော်လေး quality ကောင်းတယ်တိကျတယ်လို့ပြောလို့ရတယ်မိုက်တယ်ကင်မရာ quality ထဲမှာဆိုတော်တော်မိုက်တဲ့အထဲမှာပါတယ်ပေါ့နော်တော့ gear တော့ hand gear ပေါ့နော်ဒါကတော့ maybe ကြိုက်တယ်လို့ရှိရင်မကြိုက်တယ်လို့ရှိရင် okay ဒီဘက်အောက်မှာဆိုရင်တော့ဒါပြောရင်ဗျာဒီအောက်မှာပါတဲ့ပုံစံကလုံးဝ European car တစ်စီးရဲ့ system ပုံစံမျိုးကျွန်တော်တို့ Chevrolet တွေမှာပါတဲ့ပုံစံမျိုးဗျမီးဒီကိုဒီအောက်မှာမီးလုံးဒီမီးကြီးအတင်ချတွေဘာတွေကကစားတဲ့အစားတွေပေါ့နော် auto daylight auto daylight light ပုံစံအကုန်လုံးဒီမှာထည့်ထားတာများသောအားဖြင့်တရုတ်ကားတွေမှာခါကျွန်တော်တို့ဒီ infotainment screen ထဲမှာဒီအရှိရမီးနဲ့ပတ်သက်လို့ပေါ့နော်Helen တို့ဒီ data နဲ့ light လို့နဲ့ပတ်သက်လို့က infotainment screen ထဲမှာလွတ်လွတ်ကပဲဒီကောင်က European car design style မျိုး steering အောက်မှာဒီ physical pattern နဲ့တက်ထားပြီးထားတာ
အဲ့တော့ဒီကောင်ဘယ်လောက်ထိUK မှာပေါက်တာလည်းမပြောသူပုံစံဟိုကလုပ်ပြီးထားတာကလုံးဝ international brand ပုံစံမျိုးလုပ်ပြီးထားတာ哦နော်ဒါကတော့ဒီအရှိပိုင်းနဲ့ပတ်သက်လို့ပေါ့နော်ပြီးရင်ဒီကောင်မှာက panoramic sunroof လည်းပါတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်တို့နောက်ခံလေးထိုင်ကြည့်ရအောင်တော့နောက်ခံမှာလည်းဒီကောင်ကထိုင်ရတာ comfortable တော်တော်ဖြစ်တယ်ထိုင်ကုန်လေးကလည်းကျွန်တော်တို့ရှေ့ကထိုင်ကုန်လေးလိုပဲတော်တော်လေးထိုင်ရတာတော်တော်မိုက်တယ်ဗျာသိလားတော်တော်မိုက်တယ်ဆိုတဲ့ feeling မျိုးကိုပေးတယ်ဗျာပြီးရင်ဒီကောင်ဒီနေရာမှာဆိုရင်လည်းကျွန်တော်တို့ကဒီ plastic သားကိုမသုံးထားဘူးရှေ့က dashboard နဲ့ဒီတကားမှာသုံးပြီးထားတဲ့ quality အတိုင်းပဲနောက်အထိကိုသုံးပြီးထားတယ်မခိုးထားဘူးပွင့်လပြောရရင်ဒီတချို့ညာတော့အဖြစ်ကအရှိမာကတမျိုးနောက်မှာဆို plastic ဖြစ်တယ်မလားအဲ့ feeling မျိုးမရအောင်ဒီကောင်ကလုံးဝအဲ့အတိုင်းပဲပေါ့နော်ပြီးဒီမှာဆိုရင်နောက်အတွက် aircon fan ကနှစ်ပေါက်ပါတယ်ပေါ့နော်နောက်တော့ကတော့ဒီမှာ USB နဲ့ဒီ Type C ပေါ်လေးနှစ်ပေါက်ပါသေးတယ်ဗျပြီးရင်လေထူခြားတာဒီကောင်ကစီမော်တာနှလုံးပါရယ်နော် driver စီရော passenger စီရောအဲ့ဒါကိုဒီအနောက်ကလူကဒီ passenger စီကိုဒီဘက်ဘေးမှာခလုတ်လေးပါတယ်အဲ့ဒါကိုရှေ့တိုးပြီးနောက်ဆုတ်လို့ရသေးတယ်အနောက်ကနေဒီလှုပ်လို့ရတယ်ဗျာဒီဘက်ဘေးမှာကိုခလုတ်တက်တက်ပါတယ်ဒီခုံကိုရှေ့တိုးနောက်ဆုတ်ကိုအဲ့ဒါမိုက်တယ်ဗျာသိလားဟိုအနောက်ကလူကမဆုတ်ပေးဘူးဆိုရင်ငါတိုးပေးတယ်ကွာငါတိုးလိုက်တယ်ကွာလှုပ်လို့ရတယ်ဘာညာရမဟုတ်သိရမလားမိုက်တယ်ပါပေးတာပေါ့နော်ဆိုတော့ကျွန်တော်တက်ရိုးကိုတစ်ချက်ထိုင်ပြမယ်တက်ရိုးကဘယ်လိုနေလဲပေါ့ဒီကောင်းရဲ့အခြေအနေတက်ရိုးကတော့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်ဒီအရက်နဲ့ဆိုရင်ဟယ်ရွန်ကအဲ့လိုထိနေတယ်ပေါ့နော်ကျွန်တော်9ပေ8ပေါ့နော်ကျွန်တော်ရက်က9ပေ8ဆိုဟယ်ရွန်ထိနေတယ်ဆိုတော့ကျွန်တော်ထိုင်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ comfortable တော့မဖြစ်ဘူးမြို့ရင်းလောက်ဆိုရင်တော့အဆင်ပြေတယ် highway ဆိုရင်တော့နည်းနည်းခါညောင်းမဲ့သဘောမှရှိတယ်အဲ့လိုပေါ့နော်ဒီအဲ့ဟာလေးတစ်ခုတော့ရှိတယ်ဒါပေမဲ့မြို့ရင်းလောက်ကတော့ကျွန်တော်စီးလို့ရတယ်ဗျာဆိုတော့ဒီကောင်ကခလေးတော့မဟုတ်ဘူးလူကြီးလည်းမဟုတ်ဘူးလို့ပြောရင်ဂျားနေလားလောက်စီးလို့ရတယ်ဆိုတော့အသက်အရက်9ပေ8ကျွန်တော်လူ9ပေ8လောက်ကအထီးကတော့စီးလို့ရတယ် comfortable တော့ဖြစ်ဘူးအကောင်းဆုံးတော့9ပေ9ပေ6လောက်ဆိုရင်တော့ကျွန်တော်ထင်တာဒီကောင်ကပို့ပြီးတော့ထိုင်ရတာ comfortable ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အတုံးတော့ဝင်တယ်ပေါ့နော်ပွင့်လင်းပြောရရင်ဟိုမပါထမ်းဆိုင်အများကြီးတာတယ်ဗျာအဖြစ်လောက်ထားရလည်းမဟုတ်ဘူးဒီတက်ရိုးကလေဆိုတော့လည်းဒီနောက်မှာလည်း aircon ကပါပြီးသားဆိုတော့နောက်ကလူတွေကလည်းဟိုအသက်ရှူချက်မှာတို့အေးပေါ်မှာတို့ aircon မအေးမှာလို့လည်းစိတ်ပူစရာမလိုဘူးပေါ့နော် okay ဒါတော့ကျွန်တော်တက်ရိုးကိုထိုင်ပြဖြစ်ပါတယ် okay ကျွန်တော်ဒါစပြီးတော့ test drive မောင်းနေရဖြစ်ပါတယ်ဒီကောင်ရဲ့ engine power 2.0 turbo engine အဲ့ဒါဟိုမှာ horsepower အနေနဲ့ဆို250 horsepower ထွက်တယ်ပေါ့နော်torque အနေနဲ့ဆိုရင်တော့380 Nm တိထွက်တယ်မောင်းရတာဘယ်လိုနေလဲအရန်ကြိုက်တယ်ကျွန်တော်အဲ့ဒီတစ်ခေါက်ပဲပြောလိုက်တော့မယ်ကျွန်တော်မောင်းရတာအရန်ကြိုက်တယ်ဟုတ်ဆိုကျွန်တော်မောင်းဦးတယ်ဗျာ 2.0 engine တော်တော်များများဒီတရုတ်ကားတော်တော်များများကိုမောင်းဦးတယ်ခီကလည်းလုံးဝမရှိဘူးလုံးဝမရှိဘူးကားပြီးမောင်းရတာကလည်းလေးလေးပင်ပင်မရှိဘူးပေါ့ရှွတ်နေတာပဲထွက်တယ်များဗျာဟိုလီဗာနေလိုက်ဒါကျွန်တော် eco mode နဲ့မောင်းတာနော်လီဗာနင်းလိုက်တာတော့မှကျွန်တော်ဘယ်လိုပြောမလဲလုံးဝဗျာရွှတ်ထနေတာပဲဟိုပြောမယ်ပွင့်လင်းပြောရမယ်ဆိုရင်ကျွန်တော်မောင်မှုသမျှတရုတ်ကားတွေထဲမှာပေါ့နော်အကောင်းဆုံးထဲမှာအဲ့ဒီအကောင်းဆုံးစရင်ထဲမှာပါတယ်လို့ပြောလို့ရတယ်ဒါဟိုကျွန်တော်အစ်စ်ဖြစ်လို့ပြောတာမဟုတ်ဘူးဒီကောင်တကယ်ကိုတော်တော်မောင်းလို့ကောင်းလားဒီမှာနဲ့ဒီအမှန်နဲ့ပြောတဲ့အရှိတာကျွန်တော်ခုနက HUD ကနေအောင်ထဲမှာလှုပ်တယ်လို့ပြောပြမယ်ကျွန်တော်လက်တွေ့စမ်းသမ်းမောင်းနေကြီးရဲ့ဒီနေအောင်အောက်မှာကတော့ HUD ရဲ့ brightness ကနည်းနည်းနည်းတယ်ဗျအဲ့ဒီခုတော့ကျွန်တော်တိတ်သဘောမကျဘူးဗျနည်းနည်းလေး brightness နည်းနည်းနည်းတယ်နေအောင်အောက်မှာပေါ့နော်ဒါပေမဲ့ driving feeling ကတော့ပြောရင်ပြောစောက်ရမ်းမိုက်တဲ့ driving feeling အရမ်းကြိုက်တယ်ကျွန်တော်ဒီကားကိုဝယ်တောင်စီးချင်လာပြီသိမလားတော်တော်ကိုမိုက်တာသိလားဟိုပြီးရင်ဒီ turning radius ကြီးဘာကြီးလဲတော်တော်ကောင်းတယ်ဗျာဟိုမောင်းရတာဗျာဟိုလိုတောက်ပွင့်သွားရင်လေဗျာ share ကြီးဗျာဒီကမောင်းရတာယိုဟို suspension ကလည်းဟိုပြောမယ်ဆိုရင် Mavasa နဲ့ Martin ကိုသုံးပေးထားတယ်ဟိုကောင်းလားဆိုတော့လူတဲ့ခါရဲ့အထဲမှာတော့မပါဘူးသူ့အနေထားနဲ့သူ့ထဲမှာအဆင်ပြေတယ်ပေါ့နော်တော်တော်လေးမိုက်တယ်ဗျဘယ်လိုပြောမလဲအဲ turning radius ဆိုရင်လည်းတော်တော်ကိုပါတယ်မောင်းရဲ့အပိုင်းကြီးနောက်တာဘိုပွင့်သွားတဲ့အချိန်ကြီးအဲ့လိုအထွက်တွေမှာရမ်းကောင်းတယ်ဗျာဒါကျွန်တော် eco mode နဲ့မောင်းတာနော်ကျွန်တော်နည်းနည်းပြောင်းမောင်းကြည့်မယ်ပေါ့နော်
normal okay normal ဘာမှမဆိုင်ဘူးเนาะ sport ကျွတ်ထားနေရပဲစီးကျင်လာပြီလို့ဘယ်လိုတော့မလဲလို့တခါမှအဲ့လိုဘယ်လိုပြောမလဲ that's right စမ်းနေတဲ့အချိန်မှာစီးကျင်လဲဆိုတဲ့ feeling မျိုးရတာဆိုရင်ကားတော်တော်ရှားတယ်ဗျဒီကားတော်စီးကျင်လာပြီလို့မောင်းလို့ရန်ကောင်းတယ်လို့တော်တော်ကောင်းလားလက်ရှိကျွန်တော်မောင်းတဲ့ထဲမှာဆို fuel consumption ကပြတာက 11.1 kilometer per 100 kilometer ပေါ့နော် so maybe 12လောက်သွားမယ်သဘောပေါ့မြို့တွင်မစိုးဘူးဗျသူ့ရဲ့ engine power 2.0 နဲ့ပေါ့နော်suspension ချောင်းနဲ့ပြောရင်လေဒီကောင်ကအရှိရမှာ Fasan နဲ့ Martilin ကိုသုံးပေးထားတယ်ပြောမယ်ဆိုရင်မခုံဘူးမလူးဘူးအဲ့လိုလို့ပြောလို့ရတယ်ပေါ့နော်မခုံမလူးလို့ပြောလို့ရတယ် suspension ကလည်းလက်ခံလို့ရတယ် steering နေဒီလို grid တွေပါရလည်းကောင်းတယ် return ပြန်လာလည်းကောင်းတယ်ပြော blind spot area အနေနဲ့နောက်ကြည့်ရတဲ့ feeling လည်းမိုက်တယ်ပြီးရင်ဒီဘောင်လည်းမဆိုးဗျဘတ်မန်လေးနည်းနည်းလေးပိုကြည့်ရင်ပိုကောင်းမလို့ထင်တယ်ပြီးထိုင်ကုန်အပူအေးတွေကလည်းကျွန်တော်အခုလက်ရှိစမ်းသပ်နေရအပူဒီလိုတော့နေတော်တော်လေးပူတဲ့အချိန်မှာတော့အဆင်ပြေတယ်ဗျတော့အဖြစ်လောက်ထားတဲ့သဘောမဟုတ်ဘူးထိုင်ကုန်အပူအေးရတော်ကိုသုံးဝင်နေပေါ့နော်ကျွန်တော်လူရလီဆိုတော့သုံးဝင်မဲ့ function လေးပါတခုပဲခုနကကျွန်တော်ပြောသလိုပဲ HUD ကနေအောင်အောက်မှာဆိုရင်နည်းနည်းပြောင်းနေတယ်ဟိုမမြင်အောင်တော့ပုံမြင်ရတယ်ဒါပေမဲ့ brightness level နည်းနည်းနည်းတယ်ပေါ့နော်ဒီကားကိုကျွန်တော်အနေနဲ့ conclusion အနေနဲ့ပြောမယ်ဗျာနောက်ဆုံး okay ဒီကောင်ကဈေးနှုန်းကစဖွင့်တာ2100 plus Encantap ပေါ့နော်ကွဲတင်လားဆိုရင်ကျွန်တော်ဆိုရင်ဝယ်တယ်ကျွန်တော်အခုဝဲမှာကျွန်တော်ဒီအတော့ကျွန်တော်မမှီတော့ဘူးနောက်တော့ထွက်ရင်ကျွန်တော်ဝဲမှာပေါ့နော်ဘာလို့ဝယ်ရလဲဆိုကျွန်တော် driving experience ကိုဒီကောင်ကိုအရန်ကြိုက်လို့ပါခီးလီဗာတယောက်ကတော့များများမှာခီးရလက်ရှိတယ်တော်တော်များများကျွန်တော်တချို့လေးမေးဘူးရပေါ့နော်အကိုတယောက်ကားကြီးထဲမှာအထွက်နေတာမနေတာဘယ်ကားရှိလဲလို့မေးတဲ့အကိုတွေအတွက်ဆိုရင်ဒီကားကိုရွေးတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီကားရဲ့ဒီစချင်းထွက်သွားတဲ့ဒီအချိန်နေကီးအချင်းအပြူတွေက smooth ဖြစ်ချက်ပဲတာဝပွင့်တဲ့အချိန်မှာလဲတော်တော်လေးကိုမောင်းကောင်းတယ်ရွှတ်ထနေအောင်မောင်းတယ်ပြီးရင် Toyota Nice Sun ကလည်း concrete လမ်းပေါ်မှာကိုတအားမရှိဘူးဒီ windshield ဆိုလုံးဝမရှိဘူးပြင်မအတန်မကြားတဲ့လောက်ပဲလို့ပြောလို့ရတယ်ပြင်မအတန်ဆိုရင်လည်းကျွန်တော်အတွက်တော့လုံလောက်တယ်ကြိုက်တယ်အဲ့တော့ကျွန်တော်ဒီကားကိုဝယ်စီးပြလိုက်မယ်စီးမယ်ဆိုရင်ကျွန်တော်ဝယ်စီးပြလိုက်မယ်ပြီးတော့ဟိုဒီလိုဂုံးစင်းဂုံးတက်အခုဆိုကျွန်တော်ဂုံးတက်ကိုတက်တယ်အေးဆေးသသာရပဲဆိုလားဗျာဟိုကျွန်တော်ဟိုတောင်ပေါ်တက်တာကြီးပါတက်တာကြီးပြောလို့မဟုတ်တော့သဘောကိုပြောပြတာကျွန်တော်မောင်းကြည့်တဲ့အချိန်မှာတော်တော်လေးကိုသဘောကျတယ် function feature ပိုင်းလဲကျွန်တော်လိုချင်တာတွေနဲ့ပြည့်စုံတယ်aircon ဖြစ်တာတွေဘာရကျွန်တော်တော်တော်မလိုအပ်ဘူးဒါပေမဲ့ဒီကောင်းမှာပါတယ်ဗျာတက်ရိုးဆိုရင်လည်းခုနကကျွန်တော်ထိုင်ပြအတိုင်းပဲအနေထားတစ်ခုထိအဆင်ပြေတယ်မိသားစုအတွက်လည်းအဆင်ပြေရပေါ့နော်90 plus လိုမျိုးတော့ family တော့ဒါမှမဆန်ဘူးပေါ့နော်90 plus ကတော့လုံးဝအကျယ်ကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့လူနေတဲ့လူတွေဆိုရင်ဒီကောင်အများကြီးအဆင်ပြေရပေါ့နော်ပြီးတော့ Mac ကဘေးရင်ပါတာမျိုးတွေပြီး wireless charger ဆို50 watt အထိ support လုပ်တာမျိုးတွေ Sony speaker သုံးမိထားတဲ့ woofer ပါတာမျိုးတွေ airbag 8လုံးပါတာနော်speaker 12လုံးပါတာဒါမျိုးတွေပေါ့နော်အားသာချက်တွေအများများတယ် 2.0 engine ဖြစ်တယ်250 horsepower ထွက်တယ်385 newton meter ထွက်တယ်သူ့ကားဆိုင်နဲ့သူ့ body ဆိုင်နဲ့လုံးဝ balance ဖြစ်ချက်ပဲဒါကြောင့်မို့လဲကျွန်တော်တို့ဒီ engine gearbox ဒီမှာဆိုရင်လည်းကျွန်တော်ပွင့်နေပြောရင်ချက်တော်ခါ something platform နဲ့ဘာမှမဆိုင်အဲ့ဘော 1.2 လို့လည်းကွာတာဟုတ်အရန်ကြိုက်တယ်ဗျာမောင်းတဲ့ feeling တော်ကိုကြိုက်တာကျွန်တော်မောင်းမှုသမျှတရုတ်ကားကြီးเนาะကျွန်တော်မောင်းမှုတဲ့ကားကြီးလည်းရှိရယ်เนาะကျွန်တော်မောင်းမှုတဲ့ကားကြီးထဲမှာဒီကောင်းတဲ့ကောင်းတာလည်းရှိအောင်ရှိတယ်ဒါပေမဲ့ကျွန်တော်မောင်းမှုသမျှကားထဲမှာဒီကားတော်ကောင်းတယ်ကျွန်တော်စီးမလားဆိုစီးမှာကျွန်တော်စီးဖြစ်လိမ့်မယ်အဲ့တော့ဒီကောင်းရှောင်းအနေနဲ့ပြောရရင်တော့ကျွန်တော်ကတော့တကယ်ကြိုက်တဲ့ကားပါအကယ်၍မိတ်ဆွေတို့အနေနဲ့ဒီ function ဒီ feature တွေကျွန်တော်ပြောတဲ့ဟာလေးတွေကိုစိတ်ဝင်စားရဆိုရင် Cherry showroom တွေမှာကျွန်တော်တို့ဒီ Cherry Central Marti တို့ဒီ Cherry Show နေမှာပေါ့နော်that's right စမ်းပြီးတော့မောင်းကြည့်ပါလို့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့တေချာတာတစ်ခုကတော့မိတ်ဆွေကိုဒီကားကတရုတ်ကားတစ်စီးမောင်းနေရတယ်ဆိုတဲ့ feeling ကိုပေးစွမ်းမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ရဲပြောရဲတယ်
အိုင်ရန်မောင်းလို့ကောင်းလို့ကျွန်တော်ပြောတာကိုယုံလားတော့မသိဘူးမယုံရင်တော့မောင်းကြည့်ဗျာကျွန်တော်ကုန်ကြိုက်ပါတယ်โอเคကျေးဇူးတင်ပါတယ်